အခုဖြစ်တဲ့ပြဿနာကိုပေါ့နော်မဖြေရှင်းဘူးလားပြီးလို့ရှိရင်အတန်ရှစ်ရှာနေကြတာထင်တယ်ဆိုတဲ့လူတွေကိုငင်းကပြောချင်တယ်ပေါ့နော်ဘာလို့ငင်းကမဖြေရှင်းလဲဆိုတော့ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ငင်းတငယ်ချင်းလည်းဖြစ်ခဲ့တယ်ကိုတငယ်ချင်းအရင်กว่าသိရမလားကိုတငယ်ချင်းအရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ main ကလေးလည်းကိုချင်းလည်းစားတဲ့အတွက်ကြောင့်မလို့ငင်းဒီline ပေါ်မှာပေါ့နော်post တွေလည်းမတင်ဘူးအချက်လည်းမခွဲဘူးပေါ့နော်ဘာမှမလုပ်ခဲ့ဘူးပေါ့နော်အခုကသူတို့ကpublic မှာပေါ့နော် TikTok တွေမှာတင်လာတာဆိုတဲ့အတွက်ကြောင့်မလို့သူတို့အချက်ကိုသူတို့ကိုယ်တိုင်ခွဲတာကွာငင်းကလိုက်ပြီးတော့သူတို့ရှက်ကိုခွဲနာလဲမဟုတ်ရုပ်လည်းမရုပ်မှာဘူးကွာအောက်တန်းကျရဲ့လို့ရလဲငိမ့်မလို့ဘူးကွာဟုတ်တယ်မလားပြီးတော့ငိမ့်သားလေးရှိရဲ့အတွက်ကြောင့်မလို့တသားလေးအတွက်ကိုပဲငိမ့်ရကြည့်ရဲပေါ့နော်အဲကြောင့်ငိမ့်ရတသားလေးအတွက်ကိုကြည့်ရဲတသားလေးကြောင်းတက်မယ်ပေါ့နော်ရှေ့အထိကိုငိမ့်ရတွေးပြီးတော့ပေါ့နော်နိခါနေကြိုက်တဲ့သူနဲ့ဖောက်ပြန်ငါစိတ်ဝင်စားဘူးငါသားလေးအတွက်ပဲငါကြည့်ရဲအတွက်ကြောင့်မလို့ငါနဲ့နေတော့မကွဲပေးနိုင်ဘူးလို့ညှိတယ်ပေါ့နော်အဲ့ဒါကိုသူတို့ကရှေ့ဆက်တိုးတယ်ဒါတော့သူတို့တမိုင်းကွာတိလားသူတို့တမိုင်းကိုသူတို့ရေးတာငင်းရတော့အေးစစ်စစ်ပဲဘာမှမဖြစ်ဘူးအဲ့အတွက်ကြောင့်မလို့တသားလေးနဲ့ငင်းနဲ့ပျော်ပျော်ရှင်လဲရှိပါမယ်ပျော်ပျော်ရှင်လဲရှိဆက်ပြီးတော့သွားပါမယ်ဒါတော့လာပြပြတာပါလူတွေစိတ်ပူနေကြလို့ပေါ့နော်စိတ်မပူပါနဲ့ငင်းကအေးစစ်ပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်မိမနဲ့ပတ်သက်ပြီးတော့ခမောက်မှာဘာမှပြောစရာမလိုပါဘူးကျွန်တော်လည်းမကြိုက်ပါဘူးဒါကကျွန်တော်တရားဝင်ယူမဲ့မိမပါအဲ့အတွက်ကြောင့်မလို့ကိုရီးယားကောမအောင်မှာပြောတာတင်တော့မကြိုက်ဘူးဗျပြောမယ်ဆိုရင်ဘာဖြစ်လဲကျွန်တော်မိမကိုပြောလို့ဗျကျွန်တော်မကြိုက်ဘူးကျွန်တော်ချစ်တဲ့သူတယောက်အဲ့လိုပြောလို့ကျွန်တော်မကြိုက်ဘူးဗျရှင်နာရီမရှင်နာရီအဲ့ဒါခမားလိုပိုင်ပါနော်ရှင်နာမျိုးနာခမားလိုပိုင်အဲ့ဒါကျွန်တော်ချစ်လို့ကျွန်တော်လုပ်တယ်ဒါပဲဗျကောင်းရင်ဆိုကောင်းတာရေဆိုးတာရေလာမပြောနေဗျကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်ယူမဲ့မိန်းမဗျအဲ့လိုမပြောနေဗျတင်မှာရေးကြည့်ရအဲ့လိုဒီကပြောချင်တဲ့အကြောင်းအရာကျွန်တော်ချစ်တဲ့သူတယောက်ကိုအဲ့လို comment အောက်မှာလာပြီးတော့မပြောပါနဲ့ကျွန်တော်လုံးဝမကြိုက်ပါဘူးဒါပါပဲပြီးလို့ရှိရင်ခဏနေရောပြောမလို့လက်ကထန်ရရဲ့အထကကြောကြောင့်ရရလည်းမဟုတ်ဘူးတော့တိလားအဲ့လိုမျိုးလေယောက်ျားတယောက်ကိုအဲ့လိုလုပ်လို့ရမယ်ဆိုရင်မယူတော့ဘူးတိလားအဲ့လက်ကထန်ရလည်းငါလူကျင်တဲ့ဟာမရလို့ငါအိမ်ငါစူးတာနော်ငါလူကျင်တာမရရင်ငါအဲ့လိုမျိုးလုပ်ရင်ငါအတန်ငါနာလုပ်ပြီးတော့အဲ့လိုမျိုးဆိုငါအိမ်ကငါဝယ်ပေးလေတိလားငါမိဘငါစူးတာလေယောက်ျားကြောင့်နဲ့ငါလုပ်တာလေတစ်ခုမှမပါဘူးပြောပြလိုက်နော်ဟုတ်ပါလက်မှာထားတဲ့ရရင်နဲ့ဆိုတာထကကြောငါ့ကိုကြိုက်ပါငါ့ကိုချစ်ပါဆိုပြီးလုပ်တာတစ်ခုမှမပါဘူးတိလားငါကြားလာနေဒီမှာတစ်ဖက်ငါ8တန်းနှစ်ကလေးအဲ့ဒါငါဟိုမျိုးစိုးတာငါအိမ်ငါစိုးတာငါတို့ကစိုးလို့ရှိရင်ငါတို့အဲ့လိုစိုးပြရင်ငါတို့လိုချင်တာရတယ်နင်တို့အဲ့လိုစိုးပြရင်တော့နင်တို့ကလိုချင်တာဝယ်ပေးရင်နင်တို့မှမိဘရှိလားနင်တို့အဲ့လိုမျိုးလုပ်ပေးလားနင်တို့မိဘခွေးမတွေရဲ့အခုပြောနေကြမှာနော် line ပေါ်မှာနော်ကိုကျင်းစစိမ်မရှိဘူးလို့စနိုင်မှာတော့ဘာလို့ဆိုစိုးသူ့မေးကြည့်လိုက်စနိုင်ကြော်လားမကြော်လားဆိုတာနင်ပြောလိုက်မကြော်ပါဘူးမကြော်ပါဘူး။ तू ကျမဘေးနားမှာဘလို့ငင်းငါ့ကိုဘလို့လုပ်ပေးခဲ့ရနင့်ပြန်ကြိုက်ဖို့အတွက်ဒါချစ်လို့လုပ်ပေးခဲ့ရရပဲ။ तू ကိုကြိုက်ဖို့တိတ်လောက်လုပ်ပေးလို့ तू ကိုပြန်ကြိုက်တာနော်တိလားကိုချင်းစာစိတ်မရှိဘူးလို့လာမပြောနဲ့နော်။ပြီးလို့ရှိရင်တရားဝင်တာတွေမဝင်တာတွေငါ့ကိုလာပြောနေငါမသိချင်ဘူးတိလား။ထကလို့ကောင်းမျိုးငါယူမဲ့ထင်နေလား။နင်တို့လိုချင်နင်တို့ယူလေ။ငါ့ကိုလာမပြောနဲ့လေတိလား။နင်တို့ကဆောက်ချက်မရှိရလေ။သူရှိမှလည်းပြောရဲတယ်နော်ငါ့ကိုဆဲတဲ့ဟာမှနင်တို့ယူမလားနင်တို့ကငါကိုယ်တိုင်မင်္ဂလာဆောင်ပေးမယ်။